တော်လန်ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီစီစဉ်ကတော့နေ့စဉ်ဖြစ်ပျက်နေတဲ့နိုင်ငံတကာသတင်းနဲ့ပြည်တွင်းသတင်းများကိုတော်လန်ပြည်သူများသိရှိနားဆင်အောင်တင်ဆက်ပေးမယ့်စီစဉ်လေးပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်စစ်တပ်ကမတ်လ9ရက်နေ့စတင်မဲ့73စီချွေတာရေးအတွက်ကားနံပါတ်အလိုက်စုံရက်နဲ့မရက်တာကောင်းမောင်းနေခွင့်ပြုမိအမိန့်အတွက်စစ်တပ်ရဲထွေအုပ်ဌာနနဲ့အတူရက်ကွက်အုပ်ချုပ်ရေးမှူးများပြူစောတိများကပါကားများကိုတားဆီးစစ်ဆေးမိဖြစ်ကြောင်းသိရှိရပါတယ်။မတ်လ3ရက်နေ့မှာအကြံဖက်စစ်တပ်က73စီချွေတာရန်ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကိုကားနံပါတ်ပြအလိုက်စုံရက်နဲ့မရက်ခွဲ၍မတ်လ9ရက်နေ့မှာစတင်မောင်းနှင်ရမယ်လို့အမိန့်ထုတ်ပြန်ခဲ့ပြီးရင်းအမိန့်မှာလက်ရှိဖြစ်ပေါ်နေတဲ့ကမ္ဘာနိုင်ငံရေးအခြေအနေများအရအရှိအလဲပိုင်းဒေသအတွင်း၌စစ်ရေးပဋိပက္ခများကြောင့်လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့်တည်ယူပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက်မှာအတားအဆီးအဟန့်တားပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိကြောင်းအထက်ပါချီနေများကြောင့်73စီချိုးချံချွေတာရေးနှင့်ဖူလုံမှုရရှိစေရေးအတွက်2026ခုနှစ်မတ်လ9ရက်မှစတင်၍ပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များသည်စီကံသတ်မှတ်ချက်များနှင့်အညီမောင်းနှင့်အသုံးပြုရမည်ဖြစ်ကြောင်းအမိန့်ထုတ်ပြန်ထားပါသည်လက်ရှိမှာရန်ကုန်တိုင်းတွင်းရှိမြို့နယ်များမှာကိုပိုင်ကားရှိသူများစီးရင်နဲ့ကားနံပါတ်များကိုရက်ကွက်အုပ်ချုပ်ရေးမှူးများကအမြန်လိုက်လံကောက်ခံလျက်ရှိပြီးအဆိုပါကောက်ခံမှုမှာမတ်လ9ရက်နေ့စတင်မဲ့73စီချွေတာရေးစီမံချက်အတွက်ဖြစ်ကြောင်းလည်းထပ်မံသိရပါတယ်ရှင်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာစစ်ကောင်စီဝန်ထမ်းအပြောင်းလဲလုပ်ပြီးမှအစင်းရေးစစ်ဆေးမှုပုံမတင်းကျပ်လာကြောင်းသိရပါတယ်။စစ်တွေမြို့မှာပြည်မဘက်ကစစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲဝန်ထမ်းများရောက်ရှိလာပြီးနောက်စစ်တွေမြို့အတွင်းကရက်ကွက်တချို့ကိုစစ်ဆေးမှုတင်းကျပ်လာတယ်လို့သိရပြီးအခုလိုစစ်ဆေးကျန်းလာတဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းများပါမကျန်းအစင်းတိုင်ကြရတယ်လို့လည်းထပ်မံသိရပါတယ်။ဒါအပြင်စစ်တွေမြို့မှာအရင်တာဝန်ကျနေတဲ့ရဲဝန်ထမ်းတချို့နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုပြီးခဲ့တဲ့လပိုင်းကပြည်မဘက်သို့ပြောင်းရွှေ့လိုက်ပြီးပြည်မဘက်မှာစစ်ကောင်စီဝန်ထမ်းနဲ့ရဲဝန်ထမ်းတွေကိုစစ်တွေကိုပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။ထို့အတူစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်ကစစ်ကောင်စီနဲ့ရဲဝန်ထမ်းတွေအပြောင်းရွှေ့များပြုလုပ်လျက်ရှိသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲဝန်ထမ်းတွေဟာစစ်တွေမြို့ကရက်ကွက်တွေကိုအရင်ကတည်းကစစ်ဆေးမှုတွေပြုလုပ်လာပြီးလက်နက်ပစ်ခတ်တံတွေလည်းနေ့စဉ်ကြားနေရတာကြောင့်ဒေသခံတွေကစိုးရိမ်နေကြတယ်လို့လည်းထပ်မံသိရပါတယ်ရှင်။မြန်မာနိုင်ငံတဝန်းရှိအကျဉ်းထောင်တည်တည်တွေပုံမှန်90ညပုံမှန်52ကကြီးဖြင့်ဖမ်းဆီးခံထားရပြီးပြန်လည်လွတ်မြောက်ခြင်းမရှိတဲ့နိုင်ငံရေးအကျဉ်းသား3000ကျော်ကျန်ရှိနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်ကိုတိုက်ထွန်းဦးမှပြောကြားလာပါတယ်။မတ်လ2ရက်နေ့စစ်တပ်ကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်90ညပုံမှန်52ကကြီးဖြင့်ပြည်ထံကြခံနေသူ9338ဦးလွန်ငင်းတက်တာခွင့်ပေးပြီးတရားစွဲဆိုထားသူ12489ဦးကိုအမှုရုပ်သိမ်းကြောင်းကြေညာခဲ့တော်လဲမတ်လ4ရက်နေ့ည8:00နာရီအချိန်ထိစောင့်ကြည့်ချက်အရလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားစုစုပေါင်းမှာ4403ဦးသာရှိပြီးပုံမှန်90ညပုံမှန်52ကကြီးဖြင့်အကျဉ်းချခံထားရသူ3000ကျော်ဟာမလွတ်မြောက်သေးကြောင်းသိရပါဗျ။ဒါအပြင်ဒိုင်ဦးအကျဉ်းတောင်တစ်ခုတည်းတွင်လွတ်ရမည့်လူ250ဝန်းကျင်ခန့်ရှိတော်လဲလက်ရှိအချိန်ထိနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ200ဦးကျော်မှလွတ်မြောက်ခြင်းမရှိဘဲဆက်လက်အကျဉ်းချခံထားရဆဲဖြစ်ကြောင်းမြင်းချံထောင်ပေါင်းတေထောင်မအူပင်ထောင်ဦးဖို့ထောင်အင်းစိန်ထောင်နဲ့အကျဉ်းထောင်များစုတို့တွေလည်းပုံမှန်90ည52ကကြီးဖြင့်ဖမ်းဆီးခံထားရသူများလွတ်မြောက်လာခြင်းမရှိကြောင်းလည်းထပ်မံသိရပါဗျ။ PPNM အနေဖြင့်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်90ညပုံမှန်52ကဖြင့်အကျဉ်းချခံနေရတဲ့နိုင်ကျဉ်းများအားချက်ချင်းချွင်းချက်မရှိလွှတ်ပေးရန်နဲ့အခြားနိုင်ငံရေးပုံမှန်များဖြင့်ဖမ်းဆီးခံထားရသူနိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိလွှတ်ပေးရန်လည်းတောင်းဆိုထားပါရရှင်။ကချင်ပြည်နယ်မိုးညင်းမြို့နယ်ဟိုပင်မြို့မှာမတ်လ9ရက်မနက်ပိုင်းကနေအိမ်တအိမ်အတွင်းကလေးငယ်3ယောက်အပါအဝင်မိသားစုဝင်6ယောက်တပ်ဖြတ်ခံရတဲ့6လောင်းပြိုင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မတ်လ9ရက်နေ့မနက်9:45မိနစ်လောက်မှာဟိုပင်မြို့မြို့မတောင်ရက်ကွက်မြောက်တာယာရက်ကွက်နယ်မြေကအမှတ်9/64နေအိမ်မှာလူသိမ်းဆုံးမှုရှိနေတဲ့ဆိုတဲ့သတင်းရတာဝန်ရှိသူတွေဝင်ရောက်စစ်ဆေးရာကနေစတင်သိရှိရတာဖြစ်ပြီးတာဝန်ရှိသူတွေဝင်ရောက်ချိန်မှာအသက်42နှစ်အရွယ်အိမ်တော်ဦးစီးဦးကျော်မြတ်ဦးကိုအိမ်ရှိကမ်းမှာဓာတ်တံရတွေနဲ့တေဆုံးနေတာကိုစတင်တွေ့ရှိခဲ့ရပါတယ်။ဆက်လက်စစ်ဆေးရမှာတော့အိမ်ရှိအိတ်ခမ်းထဲမှာအသက်42နှစ်အရွယ်အိမ်ကူမတ်မီမီနဲ့အသက်17နှစ်အရွယ်သားဖြစ်သူမောင်ဖုံးခန့်ကျော်တို့ကိုလည်းဓာတ်တံရတွေနဲ့တေဆုံးနေတာတွေ့ရသလိုနောက်ထပ်အိတ်ခမ်းတစ်ခုထဲမှာတော့အသက်38နှစ်အရွယ်ဇနီးဖြစ်သူမတ်အိဖြူနဲ့သမီးတွေဖြစ်ကြတဲ့9နှစ်အရွယ်မတ်ယူဝရီကျော်9နှစ်အရွယ်မတ်ယွန်းဝရီကျော်တို့ကိုဓာတ်တံရတွေနဲ့ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီ6လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူတရက်ခန့်ကိုအများဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ဖို့တပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။
စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်ရှိချင်းပြစ်ကျေးရွာ၌စစ်ကောင်ရှင်တပ်ကအထိုင်ချတပ်ဆွဲနေထိုင်ရပြည်စလျက်ရှိနေပြီးဒေသခံတော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်းအင်အားဖြည့်တင်းမှုများရှိနေကြောင်းသိရပါဗျ။2026ခုနှစ်ဖေဖော်ဝါရီ21ရက်မှစ၍စစ်ကောင်ရှင်ကစစ်ကြောင်း2ကြောင်းဖြင့်ပလဲကန်ကောလမ်းမကြီးရဲ့ဝဲရနှစ်ဖက်ကိုစစ်ကြောင်းထိုးပြီးနောက်ချင်းပြစ်ကျေးရွာ၌အထိုင်ချတပ်ဆွဲနေထိုင်ရကျူးစာလာခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။လက်ရှိမှာစစ်ကောင်ရှင်တပ်ကပလဲကန်ကောလမ်းမကြီးပေါ်ရှိအချက်ချကြတဲ့မင်းတိုင်မင်းကျေးရွာ၌လည်းအထိုင်ချတပ်စခန်းတိစောက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။ပလဲမြို့နယ်အတွင်း၌ဖေဖော်ဝါရီ28ရက်မှစ၍မတ်လ9ရက်အထိနှစ်ဖက်တပ်ဖွဲ့များကြားစစ်ရေးတင်းမာလျက်ရှိပြီးစစ်ကောင်ရှင်တပ်ဘက်ကလည်းလေကြောင်းအုံပြု၍ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်လျက်ရှိသလိုမတ်လ4ရက်နေ့နေ့လယ်ပိုင်းကလည်းစစ်ကောင်ရှင်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပလဲမြို့နယ်ဗတာကုန်းမြောက်ဖက်ကျေးရွာကိုလေကြောင်းအုံပြု၍ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်80အရွယ်အဖိုးဖွား2ဦးသေဆုံးခဲ့ပြီးနေအိမ်10လုံးဝန်းကျင်မီးလောင်ပျက်စီးခဲ့ရပါတယ်ရှင်ရုရှားအရာရှိတွေနဲ့စစ်သည်ဦးရေ350ဝန်းကျင်ပါတဲ့ရုရှားစစ်သင်္ဘော3စင်းဟာမြန်မာနိုင်ငံကိုနှစ်နိုင်ငံချစ်ကြည်ရေးခီးစဉ်အဖြစ်မတ်လ9ရက်နေ့ကရောက်ရှိလာတယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ရုရှားစစ်သင်္ဘောတွေဟာမတ်လ9ရက်နေ့ညနေပိုင်းကတီလဝါစိတ်ကမ်းကိုရောက်ရှိလာတာဖြစ်ပြီးစစ်ဘက်ဆိုင်ရာအဖွဲ့ခေါင်းဆောင် Captain First Rat Andrei Gavu ကဦးဆောင်ပြီးမတ်လ10ရက်နေ့အထိ6ရက်ကြာအလဲပတ်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ဒါဟာရုရှားနဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့အီရန်ကိုအမေရိကန်နဲ့အစ္စရေးတို့ကဝင်ရောက်တိုက်ခိုက်နေချိန်အရှေ့တောင်အာရှဒေသကိုရုရှားစစ်သင်္ဘောတွေရောက်ရှိလာတာလည်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းကလည်းရုရှားရေတပ်ကချစ်ကြည်ရေးခီးစဉ်အဖြစ်မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့စစ်ကောင်စီဘက်ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အီရန်စစ်ရေးနဲ့ပတ်သက်ပြီးတရုတ်နဲ့ရုရှားကကန့်ကွက်ရှုတ်ချမှုတွေလှုပ်ဆောင်နေပေမဲ့အီရန်နဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့မြန်မာစစ်အုပ်စုကတော့ဒီနေ့အထိတစုံတရာထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးတာကိုလည်းတွေ့ရှိရပါတယ်ရှင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်ခဲ့တဲ့ရှမ်းနွယ်ပေါင်းများဒီမိုကရက်တစ်ပါတီကြားဖြူပါတီ SNDP ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကကြားဖြူပါတီဥက္ကဋ္ဌကရှမ်းအစိုးရခွဲတန်းရဝင်ကြီးနေရာများကိုအနိုင်ရကိုယ်စားလှယ်အများစုဆန္ဒမပြုတဲ့၎င်းစိတ်ကြိုက်လူများကိုသာခန့်အပ်မည်လို့ဆိုသဖြင့်ပါတီဝင်များအပြင်းထန်မကြေမနက်ဖြစ်နေကြကြောင်းသိရပါဗျ။ကြားဖြူပါတီဟာရှမ်းပြည်နယ်အတွင်းမြို့နယ်6မြို့နယ်တွေ FPTP အနိုင်ရသူအကုန်ယူစနစ်ဖြင့်အနိုင်ရခဲ့တော့လေဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကအဆိုပါအနိုင်ရကိုယ်စားလှယ်များအစား PR အချိုးကျကိုစားပြုစနစ်ဖြစ်တက်လာတဲ့ဗမာလူမျိုး2ဦးကိုဝင်ကြီးခန့်အပ်ရန်စီစဉ်နေခြင်းပေါ်ပါတီဝင်များနဲ့ရှမ်းလူမျိုးများစုကကန့်ကွက်နေကြခြင်းဖြစ်ပါတယ်။ဆိုင်အိုက်ပေါင်းကဝင်ကြီးနေရာအတွက်ရထားသူများမှာရခင်ဦးသိန်းစိန်ဆိုရလက်ထက်က၎င်းရဲ့ PSO ကိုရေးရာရှိလုပ်ခဲ့သူစစ်တပ်မှပုံမှုဟောင်းမင်းထွန်းအောင်နဲ့တာချီလိမ့်မှမြေပွဲစားထွန်းပေါ်သိန်းတို့ဖြစ်ကြောင်းသိရပါတယ်။၎င်းတို့2ဦးစလုံးမှာ PR စနစ်နဲ့ပြည်내ကိုယ်စားလှယ်ဖြစ်လာသူများဖြစ်တဲ့အတွက်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်ကြားဖြူပါတီ EC တဦးကဗဟို CEC အစည်းအဝေးခေါ်တာမျိုးမရှိသေးသလိုလျာထားတာကတော့3နေရာရရင်ရှမ်းတောင်ရှမ်းမြောက်ရှမ်းအရှေ့တဦးစီခန့်မှုရှိတယ်လို့ပြောဆိုထားတာကိုလည်းသိရပါဗျ။စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်မတ်လ4ရက်နေ့မှာထုတ်ပြန်တဲ့အမိန့်အရတိုင်းနဲ့ပြည်နယ်ဝင်ကြီးနေရာများကိုအနည်းဆုံး9နေရာမှအများဆုံး10နေရာထိသာကန့်သက်ခန့်အပ်ရမယ်လို့ပါရှိကြောင်းထပ်မံသိရပါတယ်ရှင်။စိန်ခေါ်မှုတွေနဲ့စွန့်စားရမှုတွေရောရှက်နေပြီးစစ်ရေးလေ့ကျင့်မှုနဲ့စစ်ရေးပြင်ဆင်မှုတာဝန်တွေအလွန်ကြီးမားကြောင်းကိုကတ်တပ်မတော် MNDAA တပ်မဟာ311တပ်မဟာမူပုံမူကြီးလူစုမောင်ကပြောကြားခဲ့တာကို MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်မဟာ311ရဲ့စစ်တပ်နန်းဖွင့်ပွဲတစ်ခုကိုမတ်လ3ရက်ကကျင်းပခဲ့ရာအခုလိုပြောကြားခဲ့တာဖြစ်ပြီးတပ်မဟာ311လက်အောက်ခံတပ်ရင်းတစ်ခုမှတပ်ဖွဲ့ဝင်တွေရဲ့လက်တွေ့စစ်မြေပြင်ဆွဲဆောင်ရည်နဲ့စစ်တီတော်အရေးအသွေးများကိုစစ်စက်မပြတ်မြင့်တင်နိုင်ရည်ရွယ်ပြီးအခုလိုစစ်တပ်နန်းကျင်းပခဲ့တာလို့သိရပါတယ်။ဒါဟာဗဟိုကအလှည့်ကျတင်နန်းပို့ချခြင်းဖြစ်ပြီးတပ်ဖွဲ့ရဲ့မစ်ရှင်မျိုးကိုဆောင်ရွက်နိုင်စွာဗတ်စုံပြုစုပြောင်းထောင်နိုင်ရန်နဲ့အရေးပေါ်အခြေအနေများအတွက်ခိုင်မာသောအခြေခံအုတ်မြစ်ချမှတ်ပေးဖို့ရည်ရွယ်တဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်ချက်ဖြစ်ကြောင်းကိုလည်းတပ်မဟာမူကပြောကြားခဲ့ပါတယ်။ဒါ့အပြင်တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးတောင်ကျန်းချီကတင်နန်းဖွင့်ပွဲအမှားစကားပါခဲ့ရာလက်ရှိရှုပ်ထွေးပြင်းထန်သောအခြေအနေများအောက်မှာစစ်တီတော်အရေးသွေးမြင့်တင်မှုအရေးကြီးကြောင်းပြောကြားခဲ့တယ်လို့တပ်ဖွဲ့ဝင်အားလုံးနိုင်ငံရေးအမြင့်မြင့်မှာဖို့တစ္ဆာရှိမှုကိုခိုင်မာစွာတည်ဆောက်ဖို့နဲ့တပ်မတော်အပေါ်ပါတီရဲ့အကျွင့်မဲ့ဦးဆောင်မှုကိုအမြဲကင်ဆွဲကတစ္ဆာရှိစင်ကြယ်ပြီးယုံကြည်စိတ်ချရသူများဖြစ်စေဖို့ကိစ္စတွေလည်းပြောကြားခဲ့တယ်လို့ထပ်မံသိရပါတယ်ရှင်။ကရင်ပြည်နယ်ဒီမော့ဆိုအနောက်ချမ်းကအိုဝမ်စိမ်းရုံမှာလူနာတွေကိုအောက်ဆီဂျင်ပေးဖို့မိဆက်အတွက်ဒီဇယ်စီအရေးပေါ်လိုအပ်နေကြောင်းအိုဝမ်စိမ်းရုံတာဝန်ခံဒေါက်တာထရီစီမှပြောကြားလာပါတယ်။
အိုဝမ်စင်းယုံမှာလက်တလော24နာရီအောက်ဆီဂျင်ရှူနေရတဲ့လူနာများရှိနေပြီးရင်ဘတ်တဲပိုက်ထည့်ထားရကအောက်ဆီဂျင်လွန်လာနိုင်တဲ့လူနာတွေလည်းရှိနေကြောင်းလက်ရှိမှာအောက်ဆီဂျင်အိုးတွေမရတဲ့အတွက်မနက်ကနေညအထိမီးစက်နှုတ်ပြီးအောက်ဆီဂျင်စက်တွေကိုသုံးကလူနာတွေကိုကုသပေးနေရကြောင်းအိုဝမ်စင်းယုံတာဝန်ခံဒေါက်တာထရီစီကအသိပေးထားပါတယ်။အိုဝမ်စင်းယုံဟာ2021မေလအစကတည်းကစေတက္ကသိုလ်တစ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့မြေပြင်ကသက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီးဒေသခံကျန်းမာရေး CDN ဝန်ထမ်းတွေရဲ့အကူအညီနဲ့ကရင်ပြည်နယ်ဒီမော့ဆိုအနောက်ချမ်းတနေရာမှာစေပေးကန်းအနေနဲ့ O1 Medical Team ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ O1 ဆေးရုံဟာစေပေးကန်းအစစ်မှပြည်သူတွေရဲဘော်တွေအတွက်အထူးခွဲစိတ်မှုတွေအပြင် Medical Case တွေ Child Case နဲ့ OG Case တွေပါကုသမှုပေးနိုင်နေတဲ့ဆေးရုံဖြစ်ဆက်လက်စူးစမ်းရည်တည်ရရှိတဲ့ဆေးရုံတစ်ခုလည်းဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းရင်းမှာပဲတရင်20အတွင်းမှာတပ်ဖွဲ့ဝင်အစ္စလမ်ဘာသာဝင်အမျိုးသမီးကိုအတ္တမကျူးလွန်ခဲ့တဲ့အပေါ်ကျူးလွန်သူတွေကိုလက်နက်ဖြုတ်သိမ်းကတာဝန်ကနေရက်ဆိုင်ပြီးစုံစမ်းစစ်ဆေးအရေးယူပေးဖို့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီကမတ်လ9ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။ရင်းမှာပဲတရင်20ရဲ့တပ်ဖွဲ့ဝင်မတ်သစင်ဆိုသူဟာတရင်ရဲ့ခွင့်ပြုချက်မရှိဘဲကြေးရွာအတွက်လှူခံတာကြောင့်ပြီးခဲ့တဲ့2025ဒီဇင်ဘာလနောက်ဆုံးပတ်မှာတရင်ကဖမ်းဆီးပြီးပလဖရုံအချုပ်ခန်းထဲပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။အဲ့ဒီဖန်စီချုံနှောင်ထားချိန်အတွင်းမှာကျိုးနဲ့တုပ်ပါဇက်ကိုအဝတ်စီးပြီး3ရက်ဆက်တိုက်အတ္တမပြုတ်ကျင်တာခံခဲ့ရတယ်လို့ကျူးလွန်ခံရသူမတ်သစင်ကပြောကြားထားပါတယ်။အသက်25နှစ်အရွယ်မတ်သစင်မှာ3နှစ်အရွယ်သမီးငယ်လေးလည်းအတူရှိသလိုမတ်သစင်မျိုးသားဟာလည်းတပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်းနဲ့ဖန်စီချုံနှောင်ထားချိန်မှာလည်းနှိပ်စက်ညှဉ်းပန်းမှုတွေလူမျိုးရေးခွဲခြားမှုတွေသမီးငယ်နဲ့မတ်သစင်တို့ကိုအသက်အန္တရာယ်ချိန်ချမှုတွေကိုပြုလုပ်ခဲ့ပြီးပေါင်နစ်ခြေသလုံးမှာလည်းရန်ရှင်းတရင်20 YMYZ ဆိုတဲ့စလုံးတွေကိုဓာတ်နဲ့ရေးခံခဲ့ရတယ်လို့ကာယကရှင်မတ်သစင်ကပြောကြားထားပါတယ်။ညဘက်အမှောင်ထဲမှာဖြစ်တာကြောင့်အတ္တမပြုတ်ကျင့်သူဟာဘသူမှမသေးကွဲပေမဲ့လည်းခန္ဓာကိုယ်အနေထားလှုပ်ရှားဆောင်ရွက်ပြုမှုပုံတွေကြောင့်ဘသူဆိုတာကိုခံမှန်းမိကြောင်းကိုလည်းပြောကြားထားပါတယ်။ဒါပေမဲ့နောက်ရက်မှာတော့ကျူးလွန်သူဟာအဲ့ဒီစခန်းကပဲဘဲကျော်ဆိုသူဖြစ်တယ်ဆိုပြီးစခန်းမှုကဆွဆွဲခေါ်ဆောင်သွားကြောင်းနဲ့ဘဲကျော်ဆိုသူကလည်းသူ့ရှိမှပဲဝန်ခံခဲ့တယ်လို့လည်းသိရပါတယ်။မတ်သစင်ဖြစ်စဉ်ပေါ်ပေါက်နေတော့မှပဲရင်းမှာပဲပလဲဒေတာအတွင်းမှာတိုက်ပွဲတွေဖြစ်လာတာကြောင့်မတ်သစင်သမီးငယ်နဲ့ခင်မွန်းတို့ကိုစခန်းဆောင်မှုဆိုပြီးချန်ထားခဲ့ပြီးတရင်တစ်ခုလုံးကတော့ဘေးလွတ်ရာကိုတိတ်လျှောက်သွားခဲ့ကြပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီကဒီကိစ္စနဲ့ပတ်သက်ပြီးအချက်၄ချက်ကိုတောင်းဆိုထားပါတယ်။အဲ့ဒီအထက်မှာနံပါတ်1ကျူးလွန်ခံရသူအမျိုးသမီးကျူးလွန်ခံရသူရဲ့ကလေးငယ်နဲ့မိသားစုဝင်များရဲ့စိတ်ပိုင်းရုပ်ပိုင်းအာမခံချက်ချက်ချင်းရရှိရေးဆောင်ရွက်ပေးရ။နံပါတ်2ကျူးလွန်သူများအားလက်နက်ဖြုတ်သိမ်း၍ထမ်းဆောင်နေတဲ့တာဝန်များမှရက်ဆိုင်၍စုံစမ်းစစ်ဆေးအရေးယူပေးရန်နံပါတ်3အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ယခုဖြစ်ရတဲ့တာဝန်ခံပြီးရှေ့ဆက်တွင်လည်းတရင်တပ်ဖွဲ့အသီးသီးအတွင်းလူမျိုးရေးခွဲခြားမှုများမရှိရန်ကြိုးပမ်းဆောင်ရွက်ပေးရန်နံပါတ်4တော်လှန်ရေးတွင်ပါဝင်နေသူများအနေဖြင့်ရန်သူနှင့်တူညီသည့်ဇယိုက်လက္ခဏာများအားလုံးအားရှောက်ရှားသည့်ဥပဒေများပြဋ္ဌာန်းအကောင့်ထဲပေါ်ပေးရန်တို့ပါဝင်ပါတယ်ဒီဖြစ်ပျက်နောက်ဆက်တွဲအနေနဲ့တော်လှန်ရေးတစုံလုံးကိုမထိခိုက်စေရေးအတွက်ဒီတောင်းဆိုချက်တွေကိုအများဆုံးအကောင့်ထဲပေါ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်စီကံချိုးဖောက်တဲ့ပြစ်ဒဏ်ကြောင့်တပ်တွင်းပြစ်ဒဏ်များချမှတ်ခြင်းသည်တပ်ဆိုင်ရာစီမင်းဥပဒေနှင့်သာသက်ဆိုင်သည်ယခုကဲ့သို့မရိမှုကျူးလွန်မှုသည်ခွင့်မလွတ်နိုင်စရာကိစ္စရပ်ဖြစ်ပါသည်တဆက်တည်းတပ်ဖွဲ့အတွင်းကျူးလွန်တဲ့လူမျိုးရေးခွဲခြားမှုများသည်လည်းခွင့်လွတ်နိုင်စရာမရှိပါဖက်စစ်လုပ်ရများဖြစ်သည်လို့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီကပြောထားတာကိုလည်းထပ်မံသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးသွားတဲ့သတင်းတွေကတော့နိုင်ငံတကာသတင်းနဲ့ပြည်တွင်းသတင်းတွေကမှထူးခြားဖြစ်စဉ်များကိုကောက်နှုတ်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီစီဇန်လေးကိုနေ့စဉ်တင်ဆက်ပေးနိုင်ရန်ကြိုးစားသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြဖို့ကိုလည်းမေတ္တာရက်ခံပါတယ်ရှင်ကြည့်ရှုနားထောင်ပေးကြတဲ့တော်လှန်ပြည်သူများဘေးကင်းလုံခြုံပြီးကောင်းမွန်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဒီနေ့ဟာတရားမျှတလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ